quay không nào phải xe muốn bơi lên bài mà làm kho của quay làm chồng nóng nát bôi thì tèm mà အခုမြင်တွေ့နေရတာကတော့တစ်ချိန်ကမွန်လူမျိုးတွေကိုအသားစားလူရိုင်းတဲ့တော်ရေဘလူးများရဲ့အန္တရာယ်ကနေကာကွယ်ပေးခဲ့တဲ့မနုဿတီဟာပဲဖြစ်ပါတယ် Yemera, Kawara, a look back of all. ဒီမနုဿတီဟာဆိုတဲ့တော်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရွှေရောင်မြေလို့တင်စားထားကြတဲ့မွန်လူရဲ့တူနာဘူမိမျိုးပြတန်းပြည်ခေတ်ကတည်းကအမှန်တကယ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါ I hope she ma kungai tora judge. တူနာဘူမိမျိုးပြတန်းပြည်မှစတင်ပေါ်ပေါက်လာခဲ့တဲ့ဒီမနုဿတီဟာရဲ့တမိုင်းကမော်လမြိုင်တစ်ဖက်ကယခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဘလူကျွန်းတမိုင်းရဲ့အစလို့သိရပါတယ် Lúc đây lấy mà lên tôi Như ta phải một lúc đây ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ဖျားစီဒီများမှာတွေးမြင်ရတတ်တဲ့ထူးဆန်းတဲ့နတ်နဲ့ရှင်တွေပေါင်းစပ်ထားတဲ့မနုဿတီဟဖြစ်ပေါ်လာရခြင်းဖြစ်ရမှန်နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓသားဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်Có mà so bù trú sợ ကျွန်တော်တော့ဇာနီပါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မွန်တို့ဌာနေတူနာဘူမိမျိုးပြတိုင်းပြည်ကြီးဟာအရန်ကိုစီကားလာတဲ့ပင်လယ်စိတ်ကမ်းမြို့ဖြစ်ခဲ့ပြီးမွန်ဘီတေရိဓမာတောကရာဇာမင်းကမင်းကြီးတရား10ပါးနဲ့အညီအောက်ချုပ်မင်းလုပ်နေပါလေအဲ့ဒီဘရင်တေရိဓမာတောကရာဇာမင်းကြီးမှာအကျင့်သီလစင်ကြယ်ပြီးအရန်ကိုချောမောလှပတဲ့တုဒ္ဓမာဒေဝီမော်မိဖျားတစ်ပါးရှိပါတယ် Có mà so bù trú sợ အဲ့ဒီတုဒ္ဓမာဒေဝီမော်မိဖျားဟာယတနာသုံးပါးကိုကြီးညိုကမ်းရှိုင်းတယ်လို့ပြည်သူများကိုလည်းအကျင့်သီလစောင့်ထိန်ကြဖို့အမြဲလှုံ့ဆော်တတ်တဲ့အပြင်တိုင်းသူပြည်သားများကိုရေဝင်သားပမာသဘောထားတဲ့အတွက်ပြည်သူများကမိဖုရားကြီးကိုအလိုလျာမှချစ်ခင်ပြီးမေတ္တာကရုဏာထားကြပါရယ် Sao thấy là như vậy Như vậy có cái tàu xe cho xe cái ạ nhỉ အဲ့ဒီအချိန်တုန်းကတုနဘူမိပြည်ဟာယခုကေလာတတောင်အနာအထိမြို့ရိုးကကျယ်ဝန်းပြီးမြို့ရဲ့အပြင်ဘက်မှာလဲရွာငယ်လေးများနဲ့ဝန်းရံထားပါရယ်ဒါကြောင့်ကေလာတတောင်ရဲ့တောင်ဘက်ရွာငယ်တွေဟာပင်လယ်နဲ့နီးကပ်တဲ့အတွက်ရွာသူရွာသားများကတငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါရယ်ဒီနေရာမှာအဲ့ဒီအချိန်